အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တမျိုးတည်းနဲ့ထမင်းမြင်စီတဲ့ပေါ့နော်ဘုတ်အကျိုးချက်လေးကိုဆိုအချက်ပြတ်သွားမှာဖြစ်ပါတယ်ပထမဆုံးတော့ဒီမက်ခရိုကနေပြီးရဝယ်လာတဲ့ဝက်အကျိုးလေးတွေကိုတန့်စင်ပါမယ်ရှင်သူကဒီတန့်စင်ပြီးသားဖြစ်တဲ့အတွက်ပေါ့နော်အရင်တော့ထပ်ပြီးတော့လှုပ်ရှားမလို့တော့ဘူးပေါ့နော်ဆိုတော့ရှောက်ကရေးရေးစားရည်နဲ့ပေါ့နော်တတိယရှာလေးရေးစေးပြီးတော့တန့်စင်လိုက်ပါတယ်ဒါကတော့ဝက်အကျိုးချက်တဲ့နေရာမှာသုံးမဲ့ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဆိုတော့နည်းနည်းပင်အမြင့်နဲ့နည်းနည်းပင်လည်းသုံးပါမယ်ရှင်ဒါကတော့ရေးစေးတန့်စင်ပြီးရလာတဲ့အကျိုးလေးတွေကိုဒါ15မိနစ်လောက်ပေါ့နော်ရင်နွေးထဲမှာထည့်ပြီးတော့ပြုတ်ပါမယ်ဝက်အကျိုးလေးတွေကိုထည့်ပြီးရင်ဆိုတော့ညှိနှံလေးလေးပြောင်းအောင်ပေါ့နော်စားရင်ဒီစပလင်တစ်ချောင်းရေပေါ့နော်ထပ်ပြီးတော့ထည့်လိုက်ပါတယ်ပြီးရင်တော့15မိနစ်လောက်ပေါ့နော်တည်ထားမှာဖြစ်ပါတယ်ရှင်15မိနစ်လောက်ကြာရင်တော့ဝက်အကျိုးလေးတွေကဒီလိုမျိုးလေးဖြစ်လာပြီပေါ့နော်ဒါဆိုရင်တော့ဆူရဆယ်ပြီးတော့ကိုလိုချင်တဲ့ပေါ့နော်အနေထားလောက်လေးရွေးစားလိုက်လေးကိုဖြတ်ထားလိုက်တယ်ပေါ့နော်ဒါကတော့ဖြတ်ပြီးရလာတဲ့ဝက်အကျိုးလေးတွေဖြစ်ပါတယ်ပြီးရင်တော့စပြီးတော့ချက်ပါမယ်ရှင်ဆိုတော့ဒီကြက်သွန်နေဦးကြီးကြီးတစ်လုံးသုံးထားတယ်ပေါ့နော်ဒါလေးကိုရင်းစိတ်တက်လိုက်မယ်ပြီးရင်တော့နောက်ကနေပြီးတော့ကြက်သွန်ဖြူလေးထပ်ပြီးတော့ထည့်မယ်ပေါ့နော်ဆိုကျင်းလေးလည်းနည်းနည်းထည့်ထားပါတယ်ရှင်ပြီးရင်တော့စနွေးမုတ်sorry ပါဒီအယောင်တင်မုတ်လေးထည့်တယ်ပေါ့နော်တချို့ကလေခွဲချဲမုတ်ထည့်ကြတယ်ပေါ့နော်ဆိုတော့အယောင်တင်မုတ်နဲ့ပဲဆင်ပြေပါပြီဘာလို့လဲဆိုရင်ဒီခေါက်တော့အရန်ဆက်ဆက်လေးမချက်ဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့အယောင်တင်မုတ်တစ်မျိုးပဲထည့်ပါတယ်ပြီးရင်တော့စူဒီဝက်ဥကျိုးလေးတွေထည့်တယ်စားလေးနည်းနည်းနဲ့ဆိုတော့ချုံမုတ်တုံးတဲ့သူဖြစ်တဲ့အတွက်မလို့ချုံမုတ်နည်းလေးထည့်တယ်ပေါ့နော်ဒီနေရာမှာချုံမုတ်မတုံးတဲ့သူတွေကဒီရတာမုံနဲ့ပေါ့နော်တကြားစားလေးကိုတုံးပြီးတော့ချက်နိုင်ပါတယ်ပြီးရင်တော့စူတာကိုဒီဖြစ်တဲ့အထိပေါ့နော်မွေပြီးထားလိုက်မှဖြစ်ပါတယ်ပြီးရင်တော့ဆိုရေလေးနည်းနည်းထည့်ပါတယ်ရေထည့်ပြီးတော့တေးထားလိုက်မယ်ပေါ့နော်ဒီဘုတ်အကျိုးလေးတွေနူးလာတဲ့အထိပေါ့နော်တကယ်တော့ဆိုဒီဥစ္စာကို2ရေလောက်တေးလိုက်ပါတယ်ရှင်ဘာလို့လဲဆိုတော့အကျိုးလေးတွေကိုနူးနူးအီလေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါ2ရေမြောက်မှာရလာတဲ့အနေထားလေးဖြစ်ပါတယ်ဟိုအကျိုးလေးတွေလည်းနူးအီစားပြူလာပြီပေါ့နော်ဆိုတော့အရင်နဲ့မစားဘူးပေါ့နော်စီပြန်လေးချက်မှဖြစ်တဲ့အတွက်ထပ်ပြီးတော့ချက်ထားလိုက်ပါတယ်ဒါရေလေးနည်းနည်းခန်းတော့မဲ့အချိန်မှာတော့ဆိုနန်းနန်းပင်ထည့်တယ်ပေါ့နော်နန်းပင်ကတော့ဒါကြိုက်မှထည့်ပေါ့နော်ဆိုတော့ဒီလိုဟင်းလေးတွေချက်လို့ရှိရင်နန်းနန်းပင်ရှင်အများနဲ့ထည့်ပြီးတော့စားလေးရှိပါတယ်ရှင့်ဒါစီလေးထပ်ပြန်အောင်လို့ပေါ့နော်ဆိုထပ်ပြီးတော့စောင့်ပါမယ်ဆိုတော့စီပြန်တဲ့အနေထားလေးမှာစားမှဖြစ်ပါတယ်ရှင်ဒါဒီအနေထားဆိုရင်တော့အရန်အမွေးပြီးတော့ပေါ့နော်အရသာစုံစုံနေနဲ့နူးအိနေတယ်ပေါ့နော်ဝက်ဥကျိုးချက်ကလေးကိုရပါပြီရှင်ဒီနေထားဆိုရင်တော့ဒါချလို့ရပါပြီစားဖို့လည်းအဆင်သင့်ဖြစ်နေပြီပေါ့နော်အရန်ကိုလည်းမွေးပြီးတော့နူးအိနေတာမလို့လိုက်ပြီးတော့ချက်စားဖို့တိုက်တွန်းလိုက်ပါတယ်ရှင်